မမေရဲ့လက်ရာကိုလွဲနေကြတဲ့သူရှိလားဆိုတော့ဒီနေ့ကမစ်ဆူတရားမမေရဲ့လက်ရာနဲ့ထမင်းစားမှာဖြစ်ပါတယ်ဆိုတော့မစ်ဆူနဲ့အတူလိုက်ခတ်ပေးပါဦးရှင့်အရင်ဆုံးဟင်းဦးထက်မှာပါရှိလဲဆိုတော့ကြည့်လိုက်ရအောင်အော်ငါဟင်းနနံပီနဲ့ပေါ့နော်သူကသူကကြတော့မက်ချဟင်ခါပေါ့နော်ဆိုတော့စိုးအောက်ကိုဖွင့်လိုက်တဲ့ချိန်မှာပေါ့နော်ဒီခရမ်းသီးနှလုံးရဲ့ဒီပဲသီးတစ်တောက်ရဲ့ပဲတွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆန်းစရာကတော့တိတ်ချွတ်တော့မရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်မမစ်ဆိုရဒီထက်မှာဖားတော့ရှိတယ်တော့ဖားကင်ကိုမစ်ဆိုရကြတော့ပြန်တော့ကြုံမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ let's go ဒီလိုနဲ့မစ်ဆွတီတရားကိုဖားကိုကြော်မယ်ဆိုပြီးတော့ဖားကိုဒီပုံးထဲကနေထုတ်လိုက်တယ် ဟိုဒါကြတော့ဖားတွေပေါ့နော်ဇက်လိုက်မင်းသားတယ်ဆိုတော့ဇက်လိုက်မင်းသားလည်းဗာပဲဖြစ်အိုးထဲတော့ရောက်မှာပဲကီမလည်းနဲ့တွေ့ရဆိုလို့ရှိရင်ပေါ့နော်ခုဆိုရင်တော့ဖားကိုစီနဲ့ကြော်ဖို့အစင်သစ်ဖြစ်နေပါပြီဖားကိုကြော်တယ်လို့ပဲပြောပေမဲ့ကစိုးရွက်လှဲ့တယ်လို့ဟိုဖက်ဒီဖက်လှဲ့ပြီးတော့စီနဲ့တက်လိုက်ရင်ပါပဲခုတော့လိုချင်တဲ့အတိုင်းတာထိရနေပြီဆိုတော့အိုးထဲကနေထုတ်လိုက်ပါပြီ ဆိုတော့လက်ရှိမှာကြတော့ဖတ်ကြော်ရပါပြီလက်ရှိကျမယူလာတဲ့ဟာကြတော့အမဲချီဟိခါပေါ့နော်အပြင်မှာတော့မှောင်တဲ့အတွက်ကြောင့်မို့လို့ကျမဗီဒီယိုတော့မရိုက်ပြတော့ဘူးပေါ့နော်ဒါကကြတော့ငါဟေးပေါ့နော်ဒါကြတော့ဒီညနေရဲ့ညစာပဲဖြစ်ပါတယ်ဆိုတော့ငါဟေးပါကင်ခန်ပီကင်နောက်ပြီးတော့မဲချီဟိခါ ထမင်းမစားခင်ဖားကီလေးတော့အရင်ရအောင်စားလိုက်ပါတယ်စားရင်းနဲ့ပဲကျမကိုက်ရဲ့ဖားကျတော့ခြေထောက်ပြုတ်သွားတယ်ဗောနော်ရှင်းကြတော့ကျမတို့3ယောက်ထမင်းစားပါပေါ့နော်မမစီကြဒီစတန်နဲ့ပဲစားမယ်ကျမပြောရင်တန်းလန်းနဲ့ပေါ့နော်ဒီဆန်ဝင်ယူမယ်ငါဆန်ယူမယ်ဆိုပြီးတော့အဲ့မှာညင်းကြရတယ်ပေါ့နော်ဒါတော့ကျမတို့လူနေရတယ်ပေါ့နော်ဒီစတန်သူကတော့ Mystery ရဲ့မမေပါပြဖြော်လုံးနေပါတယ်ထမင်းစားဖို့အတွက်ပြဖြော်ကလည်းလူနေတဲ့အခါကျတော့ကျမရဲ့အမကျတော့ထမင်းခူးနေပါတယ်ကျမတို့လူနေကြတဲ့ဆန်လေးကိုရတဲ့အခါကျတော့သူလည်းပြောနေတယ်ပေါ့နော် Mystery တယောက်ကဘလူကြီးနဲ့မအောင်ကလက်အိရောဒီဇိုးနဲ့ရောမစားတော့ဘောနော်လက်နဲ့ပဲထိုင်ပြီးတော့စားတော့မှာဆိုတော့ Mystery နဲ့တူစားပါအောင်ရှစ်အပြင်မှာမိုးကလည်းတသက်မမဲရွာလာတဲ့အတွက်ကြောင့်မို့လို့ Mystery တို့ဒီကတော့ဆောက်လိုက်ပါအောင်မယ်ရှစ် See you next video